အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဘာတူလဲကနေပြောပြပေးမှာကတော့မန္တလေးမှာမလျင်လောက်သွားတဲ့အကြောင်းပါဒီကနေ့ဒီဇင်ဘာလ2ရက်ညနေ9:32မိနစ်အချိန်ကမန္တလေးမြို့မှာအတန်နဲ့အတူပြင်းအား4.9အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့သိရပါတယ်ဒီကနေ့လှုပ်ခတ်သွားတဲ့ငလျင်ကိုတိတိတသားသတိထားမိသူတွေကတော့ဖယားမန္တလေးငလျင်ရဲ့ကြောက်စရာကြီးခုံပေါ်ကပြုတ်ကြတော့မဲ့အတိုင်းခါရမ်းသွားတာမစင်ကကျန်းလိုက်ကတိတိတသားရှိလှုပ်တာမလို့ကိုတိရင်တုံးတာမပြောက်ဘူးမေးမနေကြနဲ့ငါရှိသေးတယ်ဆိုပြီးအတန်ကြီးနဲ့ကြမ်းကြသွားတယ်လူကိုမူးနောက်ပြီးအိမ်ပေါ်ကနေတော့ဆင်ပြေရတယ်မနက်9 နာရီဝန်းကျင်တုန်းကလည်းပြင်းအား4.9အဆင့်ရှိတဲ့ငလျင်တစ်ချက်ဆောင်းလောက်သွားသေးတယ်ဒီနေ့တနေ့တည်းနဲ့လှုပ်နေတာ3ခါရှိပြီ8လကျော်နေပြီငလျင်တွေကမပြီးနိုင်မစီးနိုင်စိတ်ညစ်စေရပါပဲငလျင်ခက်စစ်စစ်ပြန်လှုပ်လာတာတွေ့ရတယ်6လန့်တာမဟုတ်ပါဘူးသတိဝရိယနဲ့နေကြပါလို့ပြောနေကြပါတယ်ပရိသတ်ကြီးတို့ကရောငလျင်လှုပ်သွားတာကိုသတိထားမိလက်ကြစေတာနော်